ဒီတစ်ခါမှာမမေကဒီကားစိတ်ရုပ်ပြောင်းလေးပြပေးမယ်နော် तू က optimal brand လေးပါ तू ကကြတော့ तू က3ရောင်ရမယ်နော်ဒါလေးကစိတ်ရုပ်ပြောင်းပြထားလိုက်နော် तू ကဒီလိုမျိုးဒါလေးကိုအရင်ပြပေးမယ်အသား quality လေးကတော်တော်ကောင်းနေကြည့်မှကြည့်လိုက်ပေါ်သားအောင်မှာ तू က quality အကောင်လေးဘင်းရလဲ तू က rubber band လေးနဲ့လုပ်ပေးထားတယ်ဒီကောင်ကကြတော့အစိမ်းနဲ့လိမ္မော်ဆက်ကလေးနော်ဒါလေးကကြတော့ तू ကခရမ်းရောင်လေးပါပြီးတော့ရင်အားလုံးကြိုက်ကြတယ်ဒီမှာအနီနဲ့အပြာလေးလည်းရရနော်ဒါကကြတော့ तू ကကားပုံစံလေးလုပ်ပြထားတာလေးပါနည်းနည်းတော့စုံလိုက်မယ်ဒီမှာနော် तू ကအနီနဲ့အပြာလေးဒီမှာကြည့်လိုက်တွန်းဆွလို့လည်းရရနော်ဒီဟာလေးကအနီနဲ့အပြာလေးပါဒါလေးကကြတော့ तू ကအခုနကဆက်ရုပ်ပြောင်းလုပ်ပြထားလဲဒီအရောင်လေးနော်ဒီအရောင်လေးရဲ့ဒီကောင်လေးကကြတော့ဒီလိုပုံစံလေးပါသူကကားလို့လည်းမောင်းဆော့လို့ရရနော်ဒါလေးလည်း19500ပဲရှိရရှင်တစည်းဟိုမှာလေအတန်ဆုံးစလေးနဲ့ရောင်းပေးထားပါတယ်နော်ဒီမှာဆက်ရုပ်ပြောင်းပြထားတာလေးပါကဲအဲ့တော့မင်းတို့နောက်တစ်ခုဆက်ပြပေးမယ်ရှင်ဆက်မကြည့်ရှုအားပေးပါအောင်နော်တတာ